တင်းနေထိုင်နေတဲ့ဒီဗတ္တကဘာဟာလွန်ခဲ့တဲ့နှစ်ပေါင်းတန်းချီကလေးကသက်ရှိတရားဝါပေါင်းစုံနဲ့အလှပဆုံးပုံဖော်ထားတဲ့နေရာတစ်ခုပါတဘာဝတရားရဲ့စံကြယ်မှုတွေခေဟစနစ်ရဲ့မျှခြေတွေနဲ့ဒီကဘာကြီးဟာသက်ရှိတွေအတွက်ပြီးပြည့်စုံနေခဲ့ပါတယ်ဒါပေမဲ့ဓာတ်စုနှစ်တွေကြာလာတဲ့အခါကမ္ဘာအသိဉာဏ်ရှိဆုံးလူသားတွေရဲ့ဤပညာစင်ကဲပြောင်းလဲမှုကကမ္ဘာကြီးရဲ့ပုံစံကိုတစ်စစ်ချိုးပြောင်းလဲပစ်ခဲ့ပါတယ်။ကြောက်ခေတ်ကနေဒီကနေ့ AI ခေတ်အထိဤပညာဟာအရှိန်ထိုးတိုးတက်လာခဲ့ပါတယ်။ဤပညာကြောင့်ပိုကောင်းလာတာတွေကတော့ညင်းလို့မရပါဘူး။စေဝါပညာတိုးတက်လာလို့ယောဂဝေဒနာတွေကိုကုသနိုင်လာတဲ့စက်တွေရေးတွေဉာဏ်ဆန်လာလို့ကဘာကြီးကရွာကြီးတရွာလို့ချင်းမြောင်းသွားတယ်။လူသားတွေရဲ့လူနေမှုအစဉ်တန်းဟာသမိုင်းမှာအမြင့်မားဆုံးကိုရောက်ရှိလာခဲ့တယ်။ဒါပေမဲ့ကျွေစိတ်တစ်ခုမှာအလှည့်ပြောင်းရှိတယ်လို့ပါပဲ။ဒီပညာနောက်ကိုလူရဲ့လက်ရင်းနဲ့တဘာဝပတ်ဝန်းကျင်တွေပျက်စီးလာတယ်။ရာသီဥတုတွေဖောက်ပြန်လာပြီးအပြစ်မဲ့သက်ရှိတရားဝါတွေမျိုးတုံကုန်ကြတယ်။လူသားအချင်းချင်းလဲဤပညာတွေကြားထဲမှာအထီးကျန်ခြင်းစိုးရင်ပူပန်ခြင်းတွေပိုဆိုးတဲ့စိတ်တန်ရာတွေကိုရင်ဆိုင်လာရပါတယ်။ဤပညာကကဘာကြီးကိုစမ်းသစ်စေပေမဲ့တဘာဝတရားကြီးကိုတော့စားမထိုးနိုင်ပါဘူးကျွန်တော်တို့ရဲ့ဗတ္တကဘာကြီးရေရှည်လှပနေဖို့ဤပညာကိုအကောင်းဆုံးအသုံးချရင်ကဘာမြေကိုအတူတူကာကွယ်ကြရအောင်ဗျာ